အားလုံးပဲကျွန်တော်တို့ကိုပန်ကြီးအချင်းမိတ်ဆွေအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ကိုပန်ကြီးဆိုတဲ့ channel တလေးကနေပြီးတော့နှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါရစေဗျဥစ္စာပထမအနေနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုဝင်ကြည့်ရကူမလေးအားလုံးပဲကျမ်းမှချမ်းသာပြီးတော့လုံဆန္ဒလေးပြည့်စုံနေကြပါစေเนาะကဲကျွန်တော်တို့တကယ်လည်းကျွန်တော်ဒီနေ့နေကုန်မှာမင်္ဂလာကျွန်တော် share ရှိခဲ့တယ်မနက်ကဆိုကျွန်တော်လုံးဝ share ပဲเนาะကျွန်တော်ခွန်သေးဆိုပြီးထွက်တဲ့ကြောင်းနဲ့ဘယ်သူတွေအဆင်ပြေလဲဆိုကျွန်တော်တို့အရင်ဦးဆုံးကျွန်တော်ရဲ့ဖွင့်ကူမလေးကျွန်တော်ကိုယုံကြည်နဲ့လာပြီးတော့အားပေးတဲ့ကူမလေးတွေကျွန်တော်တို့ရဲ့စိန်ပတ်တီခွန်ပတ်တီထွက်တယ်ဒါပေမဲ့လားဆိုတော့ကျွန်တော်မဟုတ်ဘူးနေ့တိုင်းမှာစောတဲ့ကူမလေးတွေကျွန်တော်ပေးထားတဲ့1ပိုင်း6ပိုင်းတွေကနေမှနောက်ပတ်တဲ့ကူမလေးတွေရတယ်မပတ်နိုင်တဲ့ကူမလေးတွေဆိုတော့ကျွန်တော်ဒီနေ့လုံးဝထိထိမိမိကျွန်တော် main ကွက်လေးနဲ့ခွန်တစ်ဆိုပြီးကျွန်တော်တို့ကမနက်ကလုံးဝရခဲ့တယ်ဒါပေမဲ့လားဆိုတော့ကျွန်တော်တို့မဟုတ်ပြန်ပါရှန်သေးလဲဆိုကျွန်တော်တို့လုံးဝအများကြီးပဲเนาะမနက်ကအသေးစားတွေကျွန်တော်တို့ရဲ့သက်စာเนาะအပတ်တိုင်းလုံးဝပတ်စံရှာပေးနေတယ်ကျွန်တော်တို့ share ပေးရငါရတယ်ပြီးတော့ကျွန်တော်တို့မူလေးနဲ့ကျွန်တော်ထုတ်ပေးထားတဲ့ဒီတစ်ပတ်မမเนาะအဲ့တော့မူချတဲ့ကောင်မလေးရလိုက်ပြီးမှတ်မယ်မမပူပါခွေပြီးတော့ဒါပဲလားဆိုတော့မဟုတ်ပြန်ခုံရှက်ကိုဆိုတော့ကျွန်တော်တို့ကတပတ်စားဆိုကျွန်တော်တို့3မျိုးเนาะ3သီးစားနဲ့လုံးဝမနက်က share ရေးပြီးကျွန်တော်တို့ဆင်ပြီးခဲ့တယ်အဲ့တော့ဘာကြံမလဲဆိုတော့လက်ရှိမှာကျွန်တော်တပတ်စားပေးထားတဲ့မှာဆိုရင်ရွှေညီကိုတစ်ခုကြံမယ်ပြီးတော့ကျွန်တော်မနေ့ကထပ်ပြီးတော့အသစ်ပေးထားတယ်အပူပါသေးကွေဆိုပြီးကျွန်တော်ဆော့ကျင်နေဆိုတဲ့ကောင်မလေးတွေက2မျိုးထပ်ရှိမယ်ဒါပဲကျွန်တော်ရှိတော့မယ်အများကြီးတော့မရှိတော့ပြီးတော့ကျွန်တော်တို့ညနေမှာဆိုရင်တော့ဘယ်သူတွေထိုက်ရလဲဆိုတော့နေတဲ့ကောင်မလေးတွေเนาะဟုတ်လားမနက်ကပတ်သီးနဲ့ရလို့เนาะမိန်းကွက်လေးနဲ့ရလို့ဆိုပြီးတော့အုံနောက်ကောင်းတဲ့လူညံကောင်းတဲ့ကောင်မလေးတွေအထားသီးတဲ့ကောင်မလေးတွေကတော့ညနေမှာကျွန်တော်ရဲ့အပီးကြီးကြီးဖြစ်တဲ့နှစ်ကောင်3ရှိကိုထပ်ပြီးတော့ခွေမယ်ဆိုရင်တော့ထပ်ပြီးတော့ရကြမယ်လို့တော့ယုံကြည်ပါတယ်ဗျာ။ကြဲအဲ့တော့ကျွန်တော်တို့ယုံကြည်တဲ့ကောင်မလေးတွေကကျွန်တော်ဒီနေ့နေကောင်အဆင်ပြေတဲ့အဲ့တော့တွေ့တဲ့ကောင်မလေးတွေကရတယ်လို့မျိုးမတွေ့တဲ့ကောင်မလေးတွေကလည်းဘာမှเนาะအားငယ်ကြတာမလို့ပါဘူးကျွန်တော်လည်းမနက်ဖြန်ကိုအကောင်းဆုံးထပ်ပြီးတော့ကြိုးစားပေးထားတယ်ဘာလို့လဲဆိုတော့မနက်ဖြန်တော့ကျွန်တော်ပုံမှန်တန်းလေးပဲကျွန်တော်မနက်ညလေးပြင်ပေးမယ်အဲ့မှဒီနေ့ဗီဒီယိုဖိုင်လေးဒါမနက်ဖြန်7နာရီ10မိနစ်ဈေးမှာထိထိမိမိဆော့ရမယ်ကျွန်တော်တို့ပုံမှန်တန်းလေးပဲ share လုံးပိုင်းနောက်ပြီးကျွန်တော်တို့ KB ခွေနဲ့ main ကွက်တီ2 main နေနဲ့အကြိုက်ဆုံးတစ်ကွက်ကောင်းလေးယူပေးမဲ့ဗီဒီယိုဖိုင်လေးဖြစ်တဲ့အတွက်ကြောင့်ဝင်လာနေလက်မလေးနှိပ်ပြီးတော့အဆင်ပြေကွန်မာလေးတွေကကွန်မန့်လေးမှန်သွားပြီးလို့ရပါတယ်ပြီးတော့ကိုလိုမျိုးပဲတခြားကွန်မာလေးတွေကိုပေါက်စီချင်တဲ့ဆိုတဲ့ကွန်မာလေးတွေကနေအများမြင်များတွေ့အောင်လို့ share မို့ share လေးနဲ့ပါဝင်ပြီးတော့ကူညီပေးတော့ကြပါဦးနော်အဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ရအောင်နော်အဲ့တော့ဗီဒီယိုလေးမှာပါရှိမလဲဆိုတော့မဆိုင်ခင်လေးမှာကျွန်တော်ကဗာပြောချင်တယ်ဆိုတော့ဖုန်းကွန်မာလေးတွေကိုကျွန်တော်နည်းနည်းလေးမှားစရာလေးရှိရဲအဲ့ဒါကဗာလဲဆိုလက်ရှိကျွန်တော်ပြောပြီးသားပေါ့နော်ကျွန်တော်ပတ်သီးနဲ့ပတ်သက်ပြီးတော့တင်းကွက်3ကွက်ဆော့ပြီးအဲ့တော့တင်းကွက်3ကွက်ကတော့ကျွန်တော်အမြဲတမ်းမမိနိုင်ပြီမဲ့ပတ်သီးကိုအဓိကထားဆော့တဲ့ကွန်မာလေးတွေနားလို့ရရင်နားလိုက်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီတစ်ပတ်ထဲမှာကျွန်တော် data ကဲပေါက်ခေါ်ဖို့ရှိတယ်အဲ့တော့ data ကဲပေါက်ကကျွန်တော်အရင်ကဆိုရင်ကျွန်တော်ကနော်ဒါပညာကြီးနဲ့ကျွန်တော်ခေါ်တယ်ဒါပေမဲ့အခုကကျတော့အဲ့လိုမဟုတ်တော့နော်ဒီတစ်ပတ်ကျွန်တော်ခေါ်မဲ့ data ကဲပေါက်ကိုကျွန်တော်လက်ဆောင်နေနဲ့ခေါ်ပေးမယ်ဘယ်သူတွေအတွက်လဲဆိုတော့နောက်တစ်ပတ်ကိုကျွန်တော်တို့ကြိုဝင်မဲ့ကွန်မာလေးတွေအတွက်ပေါ့နော်နောက်တစ်ပတ်ကိုကြိုဝင်မဲ့ဆိုတဲ့ကွန်မာလေးတွေကဒီတစ်ပတ် data ကဲပေါက်ဟာလေးရမယ်အဲ့တော့ကိုကအရင်လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဥပမာဆိုပါဆို data ကဲပေါက်မှာကျွန်တော်တို့ဝင်လိုက်မယ်ဆိုရင်နောက်တစ်ပတ်တော့ကျွန်တော်တို့ပတ်သိလေတခါလေးရပြီးသားဖြစ်နေပြီအဲ့တော့မနက်ဖြန်တရက်ကိုနားကျင်နဲ့မနားကျင်ဘူးဆိုပပလေးဆိုပြီးတော့ကြာတာပြီးတောက်ကြအတွက် data ကဲပေါက်တွေနဲ့ကျွန်တော်ထပ်ပြီးတော့ကန်ဆန်းကျင်လဲဆန်နေရပါတယ်ဒါအဖေဝင်တဲ့ကွန်မာလေးတွေကိုပြောတာကဲမဝင်တဲ့ကွန်မာလေးတွေကကျွန်တော်မနက်ဖြန်စနိုက်တမီစီမှာ TV ဆော့ရမယ်လုံးမိုင်းလေးစပြီးတော့ပြောပေးမယ်အဲ့ဒါကကျွန်တော်တို့ပါလဲဆိုမနက်ဖြန်မှာမနေ့ကနေ့ကျွန်တော်တို့9ရက်8လ2026เนาะဗုဒ္ဓဦးနေ့ကျွန်တော်7နာရီ10မိနစ်စီမှာလုံးမိုင်ပတ်ချင်တယ်ဆိုဘာလေးရှိမလဲဆိုရင်9ပိုင်း3ညပိုင်းလေးရှိပါတယ်ဗျအဲ့တော့ပုံမှန်တန်းဒီပဲကျွန်တော်တို့9နဲ့ပတ်သက်ရင်ကျွန်တော်အဓိကဆော့ရမယ်ဒူမိန်ဒီ main ကွက်တွေ3ညနဲ့ပတ်သက်ပြီးအဓိကဆော့ရမယ်ဒူမိန်ဒီ main ကွက်တွေကိုကျွန်တော်ဘက်ကနေပြောပေးမယ်เนาะအဲ့တော့စာအုပ်နဲ့ပေါ်ပင်လေးမယူရသေးတဲ့ကောင်မလေးတွေကသွားပြီးယူရမယ်စာအုပ်နဲ့ပေါ်ပင်လေးရှိတယ်เนาะငါတို့ကမှတ်ညက်ကောင်းတယ်ဆိုတဲ့ကွန်မာလေးတွေကတော့အဆင်ပြေမယ်ဆိုရင်เนาะကျွန်တော်အခုပြောပေးတဲ့ဟာလေးတွေကိုကွန်မာလေးမှာမှတ်ပြီးတော့ကြပါအောင်เนาะအဲ့တော့ကျွန်တော်တို့စမယ်နောက်ဒီမှာကျွန်တော်ဗာရှိနေဆိုပထမအောင်ဆုံးကျွန်တော်9နဲ့ပတ်သက်ရင်9တိရယ်9 9ရယ်ဆိုတော့ကျွန်တော်ဒီကနေ့နှစ်ကွက်ကဒီမင်းနေနဲ့ရှိမယ်3ညနဲ့ပတ်သက်ရင်เนาะ3ည6နဲ့3ည4ဆိုတဲ့ဒီကနေ့ကျွန်တော်၄ကွက်ဒီမနက်ဖြန်ကိုဒူမင်းနေနဲ့ဆော်လေးရယ်เนาะကျွန်တော်တို့9တိ9 9 3ည6နဲ့3ည4ဒီကနေ့ကျွန်တော်တို့၄ကွက်ကမနက်ဖြန်ကိုဒူမင်းနေနဲ့ဆော်လေးရတယ်เนาะဟုတ်ပြီလားအဲ့တော့main ကွက်လေးစပြီးပြောပြမယ် main ကွက်မှာကျွန်တော်တို့ဘာပါမလဲဆိုတော့ main ကွက်မှာဆိုရင်9နဲ့ပတ်သက်ရင်ကျွန်တော်တို့က9ခုနဲ့9လေးဆိုတဲ့ကဏ္ဍလေးပါမယ်3ညနဲ့ပတ်သက်ရင်เนาะ
3နဲ့3ဆိုပြီးကျွန်တော်တို့ main ကွက်ဒီနေ့လေးမျိုးပေါ့ဗျာကျွန်တော်လုံးဝထိထိမိမိရမယ် main ကွက်လေးမျိုးเนาะကျွန်တော်မနှက်ဖြန်ကိုလည်းအကောင်းဆုံးစူးစမ်းပေးထားတယ်เนาะအဲ့ကနန်းလေးကကျွန်တော်ဘာဖြစ်မလဲဆိုရင်9ခွန်9လေးနောက်ပြီးကျွန်တော်3နဲ့3ဆိုတဲ့ဒီကနန်းလေးကကျွန်တော်တို့မနှက်ဖြန်ကို main ကွက်အနေနဲ့ဆော်လိုက်ရတယ်အဲ့တော့ကျွန်တော်တို့ပတ်သေးပြီးသွားပြီး2 main ပြီးသွားပြီး main ကွက်လေးပြီးသွားပြီဆိုတော့ဘာကြမ်းမလဲဆိုကျွန်တော်တို့ရဲ့ key B ခွေညနေကခွန်3ဆိုပြီးရခဲ့တယ်လို့မျိုးပဲမနှက်ဖြန်မှာလည်းအကောင်းဆုံးဖြစ်နိုင်မယ် key B ခွေကဘာရှိမလဲဆိုရင်နဲ့6194ဆိုတဲ့ကျွန်တော်တို့ key B ခွေရှိတယ်အဲ့တော့ငါတို့ကမနှက်ဖြန်ကို key B ခွေချင်တယ်ဆိုတဲ့ကောင်မလေးတွေပဲဖြစ်ဖြစ်ကတ်ချင်တယ်ဆိုတဲ့ကောင်မလေးတွေပဲဖြစ်ဖြစ်ကတ်ချင်တယ်ခွေချင်တယ်ဆိုရင်6194ဆိုတဲ့ဒီကနန်းကျွန်တော်တို့လေးလုံးကိုအပြီးအထိတေးကစားစီခြင်းပါတယ်ဗျာကဲအဲ့တော့ပြောရမှာဟာလေးစုံတော့ဖြစ်သွားဆိုတော့နောက်ဆုံးဆရာကြီးဖြစ်တဲ့တကွက်ကောင်းဒါကတော့ဘသူတွေပါပဲဆော့ဆော့ကိုပိုင်းကြီးကိုမှန်တကယ်အားပေးရဆိုတဲ့ကောင်မလေးတွေကတော့လိုက်ဆော့ပြီးတော့ငါတို့ကမိုင်းရဲဆိုတဲ့ကောင်မလေးတွေကတော့မဖြစ်မနေလိုက်ဆော့တဲ့နဲ့တကွက်ကောင်းလေး9ပိုင်နဲ့ကျွန်တော်ထုတ်ပြထားတယ်အဲ့ကနန်းလေးကကျွန်တော်ဘာလေးလဲဆိုတော့နော်မပြောခင်ဒီမှာကျွန်တော်တို့လက်မလေးမနေရတဲ့ကောင်မလေးတွေကနေသွားပြီးတော့အခုမှငါတို့ကကိုပိုင်ကြီးဆိုတဲ့ channel လေးကိုပြန်တွေ့ရဆိုတဲ့ကောင်မလေးတွေကလည်း channel လေးကို subscribe လေးနှိပ်သွားဖို့เนาะမမေ့ကြပါနဲ့ဟုတ်ပြီလားအဲ့တော့ကျွန်တော်စမယ်เนาะမနက်ဖြန်အတွက်ကျွန်တော်တို့တကွက်ကောင်းဒီ9ပိုင်နဲ့96ဆိုတဲ့ကျွန်တော်တကွက်ကောင်းညီကိုလေးရွတ်ပြထားတယ်ဗျညီကိုကကျွန်တော်တို့တွေ့ရတယ်ဗောနော်လက်ရှိကျွန်တော်တွေ့ထားတဲ့တပတ်စာအားထဲမှာဆိုရင်ညီကိုတစ်ခုပဲသူကတပတ်စာချန်တဲ့ဟာတွေကဟိုမကျော်အကုန်လုံးထွက်သွားပြီဒါပေမဲ့ဒီတစ်ပတ်ကိုလည်းကျွန်တော်ကညီကိုမူရဆိုရင်တော့ဟိုမကျော်ထွက်မယ်လို့တော့ယုံကြည်တယ်ဟိုမကျော်တော့မှမနက်ဖြန်မနက်လောက်ထွက်မယ်လို့ယုံကြည်ရတဲ့အတွက်ကြောင့်ကျွန်တော်တကွက်ကောင်းကိုနော်96ဆိုတဲ့တကွက်ကောင်းလေး9ပိုင်နဲ့ရွေးပြထားတယ်အဲ့တော့အချိုက်တူမတူတူငါတို့ကတော့ကိုပန်ကြီးအမှန်တကယ်အားပေးဆိုတဲ့ကွန်မာလေးတွေကဒီတစ်ခွက်တော့ကန်ဆာကျန်တဲ့ဟာတော့ကိုဆော့နိုင်တဲ့ကွန်မာလေးထည့်ဆော့ဗျာမဆော့နိုင်ဘူးဆိုရင်တော့ main ခွက်လောက်နဲ့ဒီခေါင်းလေးနဲ့ပဲထည့်ဆော့ပြီးဒါတော့ကိုနိုင်တဲ့ပုံမူတည်ပြီးကိုကြိုက်တယ်လို့ဆော့လို့ရပါတယ်ကျွန်တော်ကတော့အကောင်းဆုံးဖြစ်တဲ့ဟာလေးစူးစမ်းပြီးတာဖြစ်တဲ့အတွက်ကြောင့်တခုတော့ကျွန်တော်ကြားပြောလိုက်ပါမယ်ဒီနေ့ဆိုတော့ကျွန်တော်တို့အဆင်ပြေတယ်မနေ့ကလည်းအဆင်ပြေအဲ့တော့အဆင်ပြေတဲ့အချိန်မှာတော့သူသဘောတဘာဝရပါတော့ဟုတ်တယ်မလားကိုပိုင်ကြီးကတော့ငါတို့ကိုเนาะအဆင်ပြေအောင်လုပ်ပေးရဆိုပြီးကိုကိုယုံကြည်တဲ့လူတွေကတော့ပြောပါလိမ့်မယ်ဒါပေမဲ့ကိုကိုမနာလိုတဲ့လူတွေကတော့အမားဆောင်မဲ့ကောင်တွေရှိပါအဲ့တော့ပြောချင်တာကအမားဆောင်တဲ့ကောင်တွေကတော့ကျွန်တော်ပြည့်ရဲ့ကဏ္ဍဒီမကြရင်မဆော့ပါနဲ့เนาะဘာကြောင့်လဲဆိုကျွန်တော်ဒီအကြမ်းမြင်စရာမဟုတ်ပါဘူးကျွန်တော်မူကြီး site တွေနဲ့ရှာပြီးပေးတာဖြစ်တဲ့အတွက်ကြောင့်မှန်တယ်တဲ့မျိုးလေကျွန်တော်ကမှားနိုင်ပါတယ်ဗျအဲ့တော့ငါတို့ကမှားရင်ဆဲမယ်လို့အစိုးရတွေကတွေးထားတယ်ဆိုရင်ကျွန်တော်ပေးတဲ့ကဏ္ဍတွေကိုမဆော့ပါနဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်မိတ်ဆွေတွေပေါက်တော့မှလည်းကျွန်တော်တရားတစ်ချက်မှမပေးရတဲ့အတွက်ကြောင့်မပေါက်တဲ့ခါကျမှကျွန်တော်လာပြီးမဆဲကြပါတယ်ဒါတွေကကျွန်တော်ဘက်ကနေမြေတားရခံတာပါဒါမှမဟုတ်ဆဲချင်တဲ့ဆဲတော့ဒါကတော့ကျွန်တော်မိတ်ဆွေတွေလွတ်လပ်ပိုင်နေပါလေเนาะဒါတော့ကျွန်တော်ရဲ့တာဝန်ရပြပြတဲ့ကဏ္ဍတော့ကြိုက်ရင်တော့ထိုးပါကျွန်တော်တို့အကောင်းဆုံးဖြစ်တဲ့ဟာလေးရှာပြီးတိုင်းမကြိုက်ရင်လည်းမထိုးလို့ရပါတယ်เนาะဒါလေးကကျွန်တော်ချစ်တောင်းမုန်းစကားလေးပြောပြထားเนาะဒီဟာလေးတော့ကျွန်တော်ပြောမယ့်ဟာလေးတွေပြီးသွားပြီလို့တင်နေအဲ့တော့နောက်မှကြည့်တဲ့ကိုမလေးတွေကဗီဒီယိုလေးကျွန်တော်တို့အားလုံးပေါင်းမှကျွန်တော်9မိနစ်10မိနစ်ပဲရှိတယ်အဲ့တော့တေချာလေးတော့ကြည့်စီချင်ပါတယ်ပဲတေချာလေးကြည့်သွားတဲ့ကိုမလေးတွေဒီအပေါ်ရန်ကြည့်တဲ့ကိုမလေးတွေအတွက်တေချာပေါက်ဖို့ရခိုင်တော့များပါတယ်ဒါတော့တေချာကြည့်တဲ့ကိုမလေးသိပါလိမ့်မယ်ကြည့်ကျွန်တော်တက်လောက်ပဲเนาะနောက်ဆုံးအနေနဲ့ပြောချင်တာကဒီနေ့ငါတို့အဆင်ပြေသွားတဲ့ကိုမလေးတွေကအဆင်ပြေမယ်ဆိုရင်တော့ပေါက်ကြီးလေးတွေပဲဖြစ်ဖြစ်เนาะဒါမှမဟုတ်ကိုမန့်ကျင်တဲ့ဟာလေးတွေဖြစ်ဖြစ်เนาะဒီ view file လေးရဲ့ comment အောင်လေးမှာတယောက်တစ်ချက်လောက်မမြင်တော့ကြပါဘူးငါတို့ကတော့အမှန်တကယ်ကိုပိုင်ကြီးကိုအားပေးရဆိုရင်เนาะကျွန်တော်ရဲ့เนาะဒီဗီဒီယို comment အောက်လေးတွေမှာအဆင်ပြေတဲ့ခုမှန်တော့ချက်ပါအောင်เนาะအဲကျွန်တော်ဒီလောက်ပဲเนาะဘိုင်ဘိုင်အားလုံးပဲမင်္ဂလာရှိရယ်ညချမ်းလေးပြကြပါစေမနေ့ပြန်ကျွန်တော်နေ့လယ်တနားရီကြာမှာပဲကျွန်တော်ပြန်ပြီးဆုံးမယ်เนาะ live show လေးနဲ့ဘိုင်ဘိုင်